အခြေခံလစာရန်35,000အထိရရှိနိုင်တဲ့သူခုသေးကောင်းမောက်ခွင့်လဲကောင်းများအကြောင်းကိုစာကူရာမြောက်တကုံကျောင်းခွဲတွင်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။ရန်ကုန်မှာဆိုရင်မြောက်တကုံကျောင်းခွဲအပြင်လှဲတန်းမြင်းဒီကုန်းတာကေတာတောင်ဝင်မြို့နယ်တွေမှာတက်ရောက်နိုင်ပါရဲ့ရှင်။အချိန်တိုတိုအတွင်းဂျပန်စာလေးလာပြီးသွားခြင်းနဲ့ဆိုရင်တော့ကိုဗစ်စီတေယူပို့ဆောင်ရေး training visa လိုမျိုးခွင့်လန်းကောင်းများရှိထားသလို F4 အောင်ထားမယ်သူခုသေးကောင်းမောက်အောင်လက်မှတ်ကိုင်ဆောင်ထားမယ်မြန်မာကောင်းမောက်လိုင်စင်ပါရှိထားမယ်ဆိုရင်တော့အခြေခံလစာရန်23,000ကနေ35,000အထိရရှိနိုင်တာကြောင့်လူကြိုက်လဲများသလိုအင်တာဗျူးအောင်ချက်လဲကောင်းပါရဲ့ရှင်။ဒါကြောင့်စာကူရာမြောက်တကုံကျောင်းခွဲတွင်ဖွင့်လှစ်မဲ့ N5, N4, N3 နဲ့တိုကုသေးတင်တန်းများကိုစ조사တင်ယူပြီးဂျပန်ကိုအမြန်ဆုံးရောက်ချင်တဲ့တင်းရဲ့ရီမှန်းချက်ကိုတကယ်လက်တွေ့ကောင်ထဲပေါ်လိုက်ပါရှင်။ဂျပန်ကိုလက်ငင်းစနစ်နဲ့မသွားခြင်းမူအချင်းစနစ်နဲ့သွားခြင်းတဲ့သူတွေအတွက် agency fees အကားမေးဖြစ်တဲ့ zero cost အရေးကြားစနစ်ဖြစ်တဲ့ installment program နဲ့ education fee ပေးသွင်းရတဲ့ပုံစံဆိုပြီးတော့၃မျိုးရှိထားပါရဲ့ရှင်။နောက်ဆုံးတစ်ချက်အနေနဲ့ဂျပန်မှာကျောင်းတက်ရလှုပ်ချင်တဲ့သူတွေအတွက်ကောင်းမွန်စကောလာရှိလိုမျိုးလည်းရှိထားတာကြောင့်ပုံမကောင်းမွန်တဲ့တင်အနာဂတ်အတွက်စာကူရာမြောက်တကုံကျောင်းခွဲရှိပါရဲ့ရှင်။မြောက်တကုံကျောင်းခွဲရဲ့လိပ်စာကတော့ရာဇာတဲ့လမ်းမပေါ်ဦးဝိစာရလမ်းအနီးကားလေးမှတ်တိုင်နာမှာတည်ရှိတာဖြစ်ပြီးတော့နေကားလာတက်ခြင်းတဲ့တွေရဲ့အတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေကိုစီစဉ်ပေးပါရဲ့ရှင်။တင်ချစ်ခင်ရတဲ့တင်မိတ်ဆွေတကယ်ချင်းများအတွက်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့လည်းတောင်းဆိုလိုပါရဲ့ရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။